မင်္ဂလာပါပန်းကမာမြေ channel ကြိုဆိုပါတယ်ဒီကနေ့မှာတော့ဖြင့်ကျွန်တော်တို့ညီကိုလိုအရန်ခင်ရတဲ့မြို့တစ်ကကိုကြီးအောင်သက်ဆွေသူ့ရဲ့သားလေးကိုကျွန်တော်ကဒီကားကိုခါလိုက်လို့ပဲအခြေခံနီးစနစ်ကြကြနဲ့မျှဝေပြီးတော့တင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့အဓိကတော့ကျွန်တော်တင်ယူချက်ကတော့ကျွန်တော်ကားတင်ပြီဆိုကျွန်တော် manual ဝယ်အဓိကထားတင်ပါတယ်ခင်ဗျ manual တက်သွားပြီဆိုကျွန်တော်တို့ auto လွယ်တဲ့ auto ဆိုတာ15မိနစ်တက်တဲ့အလုပ်ဆိုတော့ auto ကားကိုကျွန်တော်တင်ပါတယ်ခင်ဗျဒါနှစ်မျိုးလုံးကျွန်တော်တင်ပေးတာပါခင်ဗျကျွန်တော်ရဲ့ပန်းကွာမြေ channel ကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမများကိုလည်းကျေးဇူးတင်ပါတယ်ကိုကြီးအောင်သက်ဆိုလည်းကျေးဇူးတင်ပါလို့ပြောပြရစီခင်ဗျကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျမင်္ဂလာရှိသောညနေခင်းမှာကျွန်တော်တို့ပန်းကွာမြေက channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဟုတ်ကဲ့အခုညနေခင်းမှာမမျောလင်းမဲ့ရောက်ရှိလာတဲ့ကျွန်တော်တို့ခင်ရတဲ့ကျွန်တော်တို့ရဲ့အကိုကြီးကိုအောင်သက်ဆွေရဲ့သားလေးကမောင်းတင်မျှဝေခြင်းအစီအစဉ်မှာရောက်ရှိလာတာဖြစ်ပါတယ်ခင်ဗျအမည်လေးကတော့တူလေးခန့်သူရအောင်လို့သိရပါတယ်ခင်ဗျဒါကျွန်တော်အခြေခံနီးစနစ်ကြကြကလပ်အချိုးစားဂီယာအချိုးစားကျွန်တော်စီယာတိုင်းအချိုးစားလေးပြောပြီးတော့ကျွန်တော်ဒီဆုံးမောင်းပြပြီးတော့သူ့ကိုကွင်းထဲမှာလက်ကင်စီယာတိုင်းနိုင်အောင်လို့စတင်မောင်းနေလေ့ကျင့်ပေးနေဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ကအစင်းစင်းတင်ကြားပြီးတော့မှကျွန်တော်ကတစ်ဆင့်မြို့ရှောင်းလန်းကိုကျွန်တော်အသွားပြန်မောင်းနှင်ပြီးလေ့ကျင့်ပေးမှာဖြစ်ပါတယ်ခင်ဗျမြို့ရှောင်းလန်းကပြန်လာပြန်လဲကျွန်တော်တို့လမ်းရှုပ်တဲ့နေရာလေးတွေကျွန်တော်တို့မောင်းရဲအောင်လို့အစင်းစင်းဖြင်းချင်းစွာမောင်းနှင်ခိုင်းမှာဖြစ်ပါတယ်ဟုတ်ဒီညီငယ်လေးရဲ့မောင်းနှင်မှုကလည်းသူ့ရဲ့စိတ်ပါဝင်စားမှုကြောင့်လာပြောရမလားဗျခဏလေးနဲ့ကိုသူအခုဒါကလက်အလွတ်ပြူလေးတွေကကျွန်တော်စိတ်တိုင်းကြအောင်သူမောင်းနေနေတာတွေ့ရှိရတယ်ဗျအချိန်တိုတိုအတွင်းမှာပဲဒီကလေးရဲ့မောင်းနေမှုကတော့အမခန့်ပါပဲခင်ဗျဒီကနေ့တစ်ဆက်တည်းမှာပဲကျွန်တော်တို့မနေ့ကကွင်းထဲမှာပထမရဒုတိယရလေ့ကျင့်ပြီးတော့အခုမြို့ရှောင်းလမ်းကိုပုံမှန်လေ့ကျင့်မောင်းနေလာတဲ့အကိုတယောက်ကတော့ကိုဇော်မျိုးအောင်လို့သိရပါတယ်ခင်ဗျကိုဇော်မျိုးအောင်ရဲ့မောင်းနေမှုလေးလည်းအားပေးလိုက်ကြပါဦးခင်ဗျဒါကိုဇော်မျိုးအောင်ပါဗျာကျွန်တော်ရဲ့ပန်းကမမြေ channel ကိုကြည့်ရှုအားပေးနေတဲ့ညီကိုမောင်နှမများကိုလည်းကျေးဇူးတင်ပါတယ်like subscribe မပေးရသေးဘူးဆို like subscribe ပေးကြပါဦးလို့တောင်းဆိုပါတယ်ခင်ဗျကျွန်တော်ကမနက်ပိုင်းမှာကာညာနာလိုင်စင်အကျိုးဆောင်လုပ်ပါတယ်ကားတတန်တိုးခြင်းဆိုင်ကယ်ဟော်လာကြီး3ဘိန်းအိုးဝေစသဖြင့်ပေါ့နော်အမိပြောင်းခြင်းနေဝင်ခြင်းတတန်တိုးခြင်းများကိုကျွန်တော်အမြဲဆောင်ရွက်ပေးပါတယ်ခင်ဗျဟုတ်ကျွန်တော်ရဲ့ဆက်သွယ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးက3999268989နောက်တစ်လုံးကတော့เนาะ399683064612ဖြစ်ပါတယ်ခင်ဗျမိုးကလည်းရွာတော့အတော်လေးကိုသတိထားမောင်းနေရတယ်ခင်ဗျမိုးရွာရင်အချိန်ပြင်းပြင်းနဲ့မောင်းနေရင်တော့လမ်းချော်နိုင်ပါတယ်ခင်ဗျမိုးရွာတော့သင်ရတာလည်းတမျိုးကောင်းတယ်လို့ပေါ့နော်လူရှင်းတော့ဖြင်းပြင်းစွာပဲမောင်းနေတော့ပိုပြီးပညာရတာပေါ့ခင်ဗျကိုစောမျိုးရအောင်ရဲ့မောင်းနေမှုလေးကလည်းစီရနိုင်လက်ကင်ငိန်ပြီးတော့သင်ပြပါတယ်ခင်ဗျတစ်ဆက်ထဲမှာပဲသူနဲ့ကိုစောမျိုးအောင်နဲ့အတူပါလာတဲ့မတယောက်ကလည်းကျွန်တော်မျိုးရှောင်းလန်းကိုမောင်းနေတဲ့အဆင့်ရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျနာမည်ကတော့မတ်အေးအေးဝန်းကိုအောင်တနေ့တကြရှိလာပါတယ်เนาะဒါမတ်အေးဝန်းမောင်းတာလေးရလဲဟုတ်ကဲ့ကားမောင်းလေးကျွန်တော်အတက်တင်ပေးသလိုကားမောင်းလိုင်စင်လည်းကျွန်တော်ဆောင်ရွက်ပေးပါတယ်ခင်ဗျအစအဆုံးထိတခြားလိုင်စင်များတက်တန်းတိုးခြင်းအမည်ပြောင်းခြင်းနေဝင်ခြင်းများလည်းဆောင်ရွက်ပေးပါတယ်ခင်ဗျ
ကဲအားလုံးကိုကျေးဇူးတင်ပါတယ်လို့ကဲမိုးရွာတယ်เนาะဂယူးဆိုင်ကအေးတယ်ဗျကဲကိုယ်စိတ်နှပါကျမ်းမှချမ်းသာကြပါစေခင်ဗျာလိုအပ်ဆန္ဒတွေပြည့်ကြပါစေခင်ဗျာ